ဒါရှာလောင်းလက်ပတ်ရှာလောင်းလက်ပတ်လေးကိုရေးဆေးပြီးတော့အပေါ်ရန်ခွန်လေးခွာထားတာပေါ့ဝင်းဤနာစားချင်တယ်ဂျယ်လီတုံးလေးတူလို့ပေါ့ဒီဟာကိုစားလို့ချင်ပါကောင်းတော့ဆိုလို့ချင်အစာအိမ်နာနဲ့ပတ်သက်တာတွေအစာယောဂနဲ့ပတ်သက်တာတွေအဲ့ဒါတွေကောင်းတယ်ပေါ့အဓိကတော့အစာအိမ်နဲ့ဦးလန်းချောင်းကိုတန့်ရှင်းပေးတာပေါ့တန့်ရှင်းပေးတယ်အစာအိမ်မှာအနာတွေဖြစ်နေတယ်ပြည်တယ်ယောဂတွေဖြစ်နေတယ်ဆိုလို့ချင်ဒီကောင်ကဒီရှားသောဘက်ကဖာပေးတယ်ပြုတ်ပြင်ပေးတယ်ဟိုအနာတွေဘာတွေဖြစ်နေတဲ့အရာဆိုရင်ပြန်ပြီးတော့အနာကျအောင်လှုပ်ဆောင်ပေးတယ်ပေါ့အစာအိမ်နဲ့ပတ်သက်တဲ့အခုလိုမနခင်ဒါဆိုလို့ရှိရင်မနခင်ခုစားတော့မှာပေါ့ဘာမှမစားရသေးဘူးခု7 နာရီခွဲသွားပြီဘာမှမစားသေးဘူးမစားသေးနောက်ထပ်1 နာရီလောက်နေမှ2 နာရီလောက်နေမှမနက်စာပြီးနေခင်းစာပြီးတခါစားတော့မှာပေါ့တက်ကိုအစာခံပြီးတော့မစားသေးဘဲနဲ့နေလိုက်တာပေါ့ဘာလို့လဲဆိုတော့ဟိုကိုယ့်ရဲ့ခန္ဓာကိုယ်အစာရည်နဲ့ဦးလန်းချောင်းကိုတန့်ရှင်းစေခြင်းတဲ့အတွက်ကြောင့်မို့ဟုတ်လားဒီဟာကိုစားလိုက်တယ်ဒီဟာကိုစားပြီးလို့ရှိရင်အစာရည်နဲ့ဦးလန်းချောင်းကိုတန့်ရှင်းတယ်တစ်ပတ်ကို2 ကြိမ် 3 ကြိမ်လောက်စားရင်တော့ကောင်းတာပေါ့ဒါမှမဟုတ်လေတစ်ပတ်1 ကြိမ်လောက်စားရင်တော့ကောင်းတာပေါ့အဲ့လိုအစစ်မြင့်ရောင်နဲ့ပတ်သက်တဲ့ယောဂါတွေလည်းကောင်းတယ်ကောက်ယောဂါတို့ဘာလို့ဆိုလို့ရှိရင်ယူရီးယားစစ်တွေများနေတယ်ဆိုလို့ရှိရင်ဒါကိုတခြားလေးနဲ့စားပြီးလို့ရှိရင်အစစ်မြင့်ရောင်တဲ့ယောဂါတွေကိုတီးတတ်စေတယ်ယူရီးယားစစ်ကိုလည်းတီးတကျစေတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကိုယ်တိုင်လည်းငယ်ဘောလုံးကန်ခဲ့တာတွေဘောလုံးပုတ်ခဲ့တာတွေအစစ်မြင့်ရောင်တဲ့ယောဂါတွေခုချိန်မှာလာပြီးတော့ခံစားရတယ်အဲ့ခံစားရတဲ့အရာတွေကိုဒါလေးနဲ့ပဲစားလိုက်တယ်ပေါ့ဒီရှားသောလက်ပတ်လေးကိုစားလိုက်တဲ့ကြောင့်မလို့လက်တွေ့လည်းတက်တာတယ်ပေါ့တက်တာတဲ့အတွက်ကြောင့်မလို့ကိုနဲ့ပထမဆက်ရှိတဲ့ပုံကိုယ်တွေလည်းဒီလိုပဲကျမ်းမာစေဖို့ချမ်းသာစေဖို့အတွက်ရည်ရွယ်ပြီးတော့တင်လိုက်တာပေါ့အဓိကတော့အစာအိမ်သမားတွေဖြစ်နေတယ်ဆိုရင်ဒါကိုစားပါကောက်ယောဂါတွေအစစ်မြင့်ရောင်ယောဂါတွေနဲ့ပတ်သက်လို့ချင်းဒါကိုစားပါဘယ်လိုလေးစားမလို့ဒီပေါ်မှာတကြားလေးဖြူပြီးတော့စားဒါမှမဟုတ်လေဟိုပေါ့မျိုးတွေပဲဆိုလို့ချင်းတကြားနဲ့ဒါနဲ့ခလောက်ပြီးတော့ပေါ့စားပေါ့လေ dryer လာပါတော့မှွေစက်နဲ့မှွေပြီးတော့ဖြောတောက်ရင်အရန်ကောင်းပါလေဒါလေးကိုဟုတ်လားပရိသတ်ပေါင်းသိစေချင်လို့ပေါ့ကျမ်းမာစေဖို့ချမ်းသာစေဖို့အတွက်ရည်ရွယ်ပြီးတော့တင်လိုက်တာပါကြည့်ပါလားစားကျင်စရာလေးဂျယ်လီတုံးလေးလိုပဲဒါကြောင့်မလို့မခါလည်းမခါပါဘူးเนาะဘာမှလည်းမခါဘူးစိတ်နေတာပဲ